ရှင်မင်္ဂလာတက်မြေစနစ်စကူလာရောက်ပြတော့ပစုံတော်မျိုးနယ်ကနေပြောနေကြလိုက်ပါတယ်ဒီနေ့မှာတော့ robot RB 9000 ISER Watt 6500ထွက်တဲ့မီးစက်လေးကိုတကုတ်စိတ်ကမ်းမျိုးနယ်ကနေပြီးတော့လာရောက်ဝယ်ယူအပ်ပေးသွားပြီဖြစ်ပါတယ်ရှင်ဝယ်ယူအပ်ပေးသွားတဲ့ကိုနဲ့မှာတော့အိမ်မှာဒီအဲကိုနေရေခဲတက်တာမီးချောင်းပန်ကဝှက်ရှော့ဆက်တဲ့အသုံးပြုဖို့အတွက်လာရောက်ဝယ်ယူအပ်ပေးသွားပြီဖြစ်ပါတယ်ရှင်ဝယ်ယူအပ်ပေးသွားတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လီကတော့ inverter တိုက်တဲ့စီမီဆက်လေးပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့တော့ဒီဆက်ကလေးကို engine white ဓာတ်စီထည့်ရပါတယ်ရှင်ဆက်ကလေးမှာတော့ကျိုးဆွဲပြီးနှိုးလို့ရမယ် push တက်လေးနဲ့နှိုးလို့ရမယ်နောက်ပြီး remote လေးနဲ့လည်းနှိုးလို့ရပါတယ်ရှင်ဆိုင်မှာလာရောက်ဝယ်ပါပေးခြင်းနဲ့ဆိုရင်တော့ဆိုင်ရမှတ်5258 54လဲအလဲဘလောက်ပစုံတော်မျိုးနဲ့မှလာရောက်ဝယ်ယူအပ်ပေးလို့ရပါတယ်ရှင်အသေးစိတ်စုံစမ်းမေးမြန်းလိုပါကဖုန်းနံပါတ်369 55888နဲ့369 911နဲ့669လေးတို့ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်အဆက်လေးရတော့ဘိန်းလေးပါတဲ့အတွက်ကြောင့်မို့လို့လဲတနေရာနဲ့တနေရာကိုအလွယ်တကူရွှေ့ထားလို့ရပါတယ်ရှင်။ inverter တိုက်မီဆက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကွန်ဒိုတွေတိုက်ခန်းတွေမှာသုံးမယ်ဆိုရင်လည်းအများအဆင်ပြေတဲ့ဆက်လေးပဲဖြစ်ပါတယ်ရှင်။ကစတမာကတော့ဒီမီဆက်လေးအပြင်စီထဲတဲ့ပုံးလေးရဲ့ဓာတ်စီအင်ဂျင်ဝိုင်းနှစ်ပူးရဲ့ပါဝယ်ယူပေးသွားပြီဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးလို့လည်းကျေးဇူးများပဲတင်ရှိပါတယ်ရှင်။